အားလုံးပဲမင်္ဂလာပါကျမရဲ့ YouTube channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တရက်တီဆမ်းမှာဖြစ်ပါတယ်ဒီဟာဒီကတရက်တီပေါ်တဲ့ချိန်ဆိုတော့အိမ်မှာတရက်တီရဲ့အများကြီးရှိပါတယ်ကျမတို့အိမ်မှာထိုင်ဝမ်တီရဲ့စိန်ကလုံးရဲ့ရှိပါတယ်ထိုင်ဝမ်တီရဲ့စိန်ကလုံးရဲ့စားပါမယ်စိန်ကလုံးလေးကတော့မဲ့နေပါပြီပေါ့နော်ပြီးတော့ဒီမှာငုတ်တီရဲ့စားရဲ့အချုံမိုးရဲ့မြေပေးရဲ့ရောပြီးတော့နေထားပါတယ်
ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ပေးတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်တာယာကောင်းမှုနဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေရှင်ဘိုင်ဘိုင်